Hello bro မင်္ဂလာပါကျွန်တော်ဒီနေ့မှာကတော့ဗောနော်မိုးလေးရတဲ့ collaborate လုပ်ရင် best screen နဲ့ထွက်လာမယ်1 year version One Piece collaborate လုပ်တဲ့ part 2ကိုတင်ပြတော့ဖြစ်ပါတယ်ကဲကြည့်လိုက်ကြအောင် part 2ကိုကျွန်တော်တင်ပြမှာဖြစ်ပါတယ်ကဲကြည့်လိုက်ကြအောင် let's go bro တို့ကျွန်တော်လည်းဒီမှာဗောနော်ဒါလေးဟိုတော့ဗောနော်ပြီးတော့ editing လုပ်အောင်ဗောနော်တော့ဒီနေ့တော့ဗီဒီယိုကောင်းလေးတုံးနဲ့တန်လာမယ်ပေါ့နော်ဗီဒီယိုကောင်းလေးကဲကြည့်လိုက်ကြအောင်ခုနေ့နာမည်ပြီးတော့တော့ဗီဒီယိုတော့ခဲတော့ထိုင်တော့ပြတော့မယ်ဘေးအတန်လေးပိုင်းတောင်းပါပါတယ်ဟုတ်ကဲ့ခဲထိုးတယ်အမှပြေးတယ်တတိရထုံမှာပေါ့နော်အိုးလက်ဒီရတော့တကယ်ဖိုက်တယ်ပေါ့နော်ကျွန်တော်ကောလာလာလက်ဒီနဲ့လည်းဆင်းနေတယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့သူစကေးဖက်တွေကတော့ဆောင်းလာတယ်ဘေးအတန်လေးပါတော့မယ်ဝိချောက်ကိုကြားလို့ဖရန်ကီတဲ့ဖရန်ကီကဆိုးတော့မလို့ပေါ့နော်ဟုတ်ကျွန်တော်ထင်တော့မလာဘူးလို့ခံရတယ်အမေတချို့လိုက်တဲ့လူတွေရှိတယ်ပဲအမေတော့ဆက်ရုပ်ကြီးနဲ့ညာဒီခါလေးလောက်တာလေနောက်ပြီးရရင်သူ့ရဲ့စကေးဘက်တွေစကေးတွေရတယ်လှတယ်ဒီကြိုက်လည်းများပါတယ်အခုကတော့ကျွန်တော်တို့ဘုံပါဆိုလာတယ်ကျွန်တော်တို့ပြည့်တယ်ဗျာသူ့ကြောင့်ကျွန်တော်ဟိုကနေထုတ်မှာဒီလီယာကဘာကောင်းလဲကျွန်တော်လည်းမသိတော့ဗျာနာမည်မေးပါဗျာတော့မမရီးယားပြည်တော့ကျွန်တော်ဒါဖန်ကိုတီးတဲ့လောက်ကိုကျွန်တော်တင်ပေးတာပေါ့နော်တိတ်တော့တိတ်နေမကောင်းကျွန်တော် free fire ကိုနောက်နေ့ကျရင်ဘာစကီနေနဲ့ထုတ်မှာလဲဆိုတော့လည်းကျွန်တော်တင်ပေးမှာပေါ့နော်လင်းအောင်ကြတော့ဟိုပေါ့ရှာနေတာနော်ဒီအမောင်အာလူးခဲ့ရပါတော့ခိုင်းတော့လိုက်တယ်ပေါ့နော်ဘိုးတို့ဆောင်းလိုက်တယ်အာလူးကိုရှက်နဲ့ထုတ်ရင်တော့မိုက်တယ်ရှက်မှာနော်ဝမ်ဘီရဲ့ဟိုလူဖီရဲ့ပေါ့နော်ဟိုဘာတော်ရဲကျွန်တော်တည့်ရလူရတော့အော်မကောမန်လေးမမိုင်းကြပါကျွန်တော်တော့ review ကိုတခြားမကြည့်ရသေးဘူးပေါ့နော်အားလုံးတောင်းပါပါနဲ့ကဲ okay နောက်တစ်ခါတော့ခိုင်ရိုယူဆောင်နေနဲ့ထိုးရင်တော့လိုက်တယ်လို့ပဲပြောရမှာပေါ့နော်ခိုင်ရိုကလည်းဂိမ်းထဲမှာတော့ငကားကြီးပေါ့အမဟုတ်စောရောနော်ငကားထဲမှာတော့ငကားပုံစံကြောင်းလို့ရတယ်ခိုင်ရိုတော့ယူဆောင်နေနဲ့ထုံးမယ်ဆိုရင်တော့ကျွန်တော်ကောင်းတယ်လို့ပဲကြားမိတယ်စတေးဘတ်တွေရတယ်စောင်းတောက်ပွားနေတယ်နော်ခမိတ်တွေကိုလည်းကြည့်ကြပါဦးနော်ကဲ okay ခိုင်ရိုလည်းမိုက်ပါလေကဲနောက်တစ်ယောက်ကတော့ nice group ပေါ့နော်Robin ငါပါလေ Robin ဟုတ်ကဲ့nice Robin ဝဲသူ့ကြတော့ကမီလာနဲ့ထုံးပါအဲ့စီစီလေးရောဘလို့ဖြစ်နေလဲနော်ဘာလဲစီစီလေးရောတွေ့ကြည့်ကြဘာဖြစ်နေလဲကျွန်တော်လည်းမသိဘူးပေါ့နော်ကမီလာဆိုတော့တော့မလို့အားလုံးနဲ့ပါထူရတော့လောက်ပါပဲပေါ့နော်တော့ပါထူရတော့စလာတယ်နော်ဒီလိုပါပါထူတော့ကျွန်တော်လည်းတော့မထင်ပါနဲ့ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်98ပြော98အဲ့ like နဲ့ subscribe လုပ်ခဲ့ပြီးတော့ VVN လေးနဲ့ခံယူပြီးအားပေးသွားလို့ရပါတယ်ကဲအားလုံး message ကြည့်ကြအောင်ဒီနောက်တန်းလေးပါတော့တောင်းပါမှာနော်ကဲအားလုံးမလောက်ပါပဲအားလုံးမလောက်ပါပဲနောက်လေးကျရင်စတီးရဲ့ဟိုပြန်တင်ပေးမယ်ပေါ့နော်အားလုံးမကိုစိတ်နေမှာအချမ်းမှကြပါလေအားလုံးမဘိုင်